Ducati Panigale V2 ရဲ့ V4 ရဲ့အကြောင်းလေးကိုပြောပြပါတဲ့အားသာချက်အားနည်းချက်လေး Okay ကျွန်တော် V4 အကြောင်းရင်ပြောပြမယ် V4 ကကြတော့သူက၄လုံးတို့ 1000cc ဆိုင်ငယ်ပဲသူ့ရဲ့ဒီနီးပညာတွေပေါ့နော်ဒီ traction control တွေ slide control တွေကလုံးဝပြိုင်ဘက်ကင်းလောက်အောင်ရမ်းကျန်းတယ်လက်ရှိဒီ Wall SPK မှာရောနောက်ပြီးတော့ကျွန်တော်တို့ဒီ MotoGP တွေမှာရောဒီ Ducati ဒီအမြဲတမ်းလက်ရှိမှာထိတ်ဆုံးမှာဟိုဖြစ်နေရပေါ့နော်ပြီးခဲ့တဲ့2025ဆိုလို့ရှိရင် Ducati GP လို့ပြောရလောက်တဲ့အထိကို Ducati ကြီးကျန်းခဲ့တယ်ပေါ့နော်နောက်ပြီးတော့ V4 မှာကျွန်တော်ကြိုက်တဲ့နောက်တစ်ချက်ကဆိုင်ငယ်အတန်ကအရန်ကျဲပြီးတော့ပြိုင်ကားတစ်စီးလိုမျိုးခံစားရတယ်ဗျာကျွန်တော်အဲ့ဒါကိုအရန်ကြိုက်တယ်အဲ့မှာကျွန်တော်မကြိုက်တဲ့အချက်ကတော့ engine အရန်ပူတယ်ဆိုင်ငယ် engine အရန်ပူတယ် Ducati ဖြစ်နေတဲ့အတွက်ကိုအရန်ပူတယ်ဘာလို့လဲဆိုတော့ power တအားကောင်းတော့ engine ကတအားပူတယ်အဲ့တော့ကျွန်တော်ဒီမျိုးရင်းလောက်မှာစီးမယ်ဘောင်းမီတိုနဲ့စီးမယ်ပေါ့ပါစီးမယ်ဆိုလို့ရှိရင်တော့ Ducati V4 ကလုံးဝအဆင်မပြေနိုင်ဘူးအဲ့တခုတော့ရှိရပေါ့နော်နောက်ပြီးတော့ဒီ V4 တွေကတအားထင်းရကြောင်းရတာအရန်ခတ်ပါတယ် V4 တို့ V4R တို့ V4S တို့ကတအားထင်းရကြောင်းအရန်ခတ်တယ်ဖင်ကြီးအရန်ထောင်နေတယ်ဖိနိုင်ကုန်တအားမြင့်တယ်မျိုးရင်းဟိုနားသွားဒီနားသွားတအားပူတယ်တုံတောင် experience မရှိတဲ့ rider ဆိုလို့ရှိရင်လမ်းမပေါ်မှာဆိုင်ကယ်ရဲ့ကျန်းတဲ့နှုန်းမထိန်နိုင်တာဖြစ်တဲ့အတွက်အန်ဒီတအားများတယ်ပေါ့နော်နောက်ဆုံးကျွန်တော်မကြိုက်ဆုံးချက်ကတော့ဈေးတအားကြီးတယ်နောက်ပြီးတော့ maintenance ကလည်းဈေးတအားကြီးတယ်အဲ့တော့ Ducati တို့ဒီ MV Agusta တို့ဘာညာ Smart ကလာဒီလိုဘိန်းတွေက not for everyone ပေါ့နော်အဲ့တော့ဘလို့မှလူတိုင်းဝယ်စီးလို့အဆင်မပြေနိုင်ဘူးအဲ့တော့ကိုကလက်ထဲမှာဆိုင်ကယ်တစ်စီးဝယ်မယ်ဆိုလို့ရှိရင်နောက်တစ်စီးစာပူရှိတယ်ဆိုလို့ရှိရင်တော့ဝယ်သားဝယ်ဘာလို့ဆိုတော့ဆိုင်ကယ်ကို use ဆိုင်စေချင်တာမစီးစေချင်တာပြောတာမဟုတ်ဘူးပေါ့နော်ဆိုင်ကယ် use ဆိုင်စေချင်တာ Panigale video ကလည်းထူးဆန်းတယ်တော့ 955cc ကိုမှသူနှလုံးတို့ 955cc နှလုံးတို့ဒါပေမဲ့ horsepower 150ပဲထွက်တယ်သူကတော့ V2 နှလုံးတို့တကယ်တော့ V4 နဲ့ပို့ပြီးတော့ကောင်းတာတစ်ချက်ကကြတော့ပေါ့ပါလေးတေးသေးလေးပဲမျိုးရင်းဘာညာဟိုနားသွားဒီနားသွားလဲအဆင်ပြေတယ်နောက်ပြီးတော့သူမကောင်းတဲ့ချက်ကမကောင်းဘူးတော့မဟုတ်ဘူးเนาะ Ducati ဖြစ်တဲ့အတွက်ပူတော့မဲဒါပေမဲ့ V4 လောက်ကြီးထိတော့မပူဘူးဒါပေမဲ့ Ducati ဖြစ်နေတာဖြစ်တဲ့အတွက်ကိုတခြားဘိန်းတွေထက်ကိုတော့နည်းနည်းတိတိတသားလေးတော့ပူနေသေးတယ်ကျွန်တော်ကြိုက်တဲ့အချက်ကကြတော့မျိုးရင်းမှာစီးသွားမယ်ဆိုလို့ရှိရင်အထာနည်းနည်းကြတယ်ပေါ့ပါလေးဖြစ်တယ်ကိုယ်တွေဘာတွေမှာလဲ smooth ဖြစ်တယ်ပေါ့နော်အဲ့ဒီချက်တွေကျွန်တော်ကြိုက်တယ်မကြိုက်တဲ့အချက်ကကြတော့ highway အရန်သွားပြီဆိုလို့ရှိရင်တော့ဟိုအရန်ဆွဲလို့ရတဲ့နေရာတွေမှာတော့ power output ကိုပြေးသွားတော့မရဘူးကျွန်တော် 1000cc အရန်စီးနေကြလို့ဆိုလို့ရှိရင်တော့ဒီ V2 အားရမှာမဟုတ်ဘူးဒါပေမဲ့ V2 ကလည်းကောင်းတယ်နော်ကျွန်တော်ကောင်းတယ်နော်ကျွန်တော်ထပ်ဝင် V2 ပဲဝင်မှာကျွန်တော်ပြပြတာ 1000cc စီးနေလို့ဆိုတော့အားရချင်မှအားရလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့အားရတယ်ကျွန်တော်တော့အဲ့ V2 ကိုအရန်ကြိုက်တယ်ပေါ့နော်အဓိကတော့ဒီ V2 ကဒီ V4 တဲ့ဆိုင်ကယ်ကိုရဲပို့ပြီးပေါ့တယ်ပို့ပြီးပါတယ်ပို့ပြီးသေးတယ်ဆိုင်ကယ်ကဟိုပို့ပြီးစီးရတာအဆင်ပြေတယ်ပေါ့နော်အဲ့တော့ကျွန်တော် V4 ရွေးမလား V2 ရွေးမလားဆိုလက်ရှိကျွန်တော်ဘာစီးလဲကျွန်တော် V2 ပဲရွေးမှာ V4 တော့မစီးသေးဘူးဒီကနံပါတ်1ချက်ကကျွန်တော်ဈေးကြီးရယ်ဗျာဈေးကြီးတော့ကျွန်တော်မစီးချင်သေးဘူးနောက်ပြီးတော့ V4 ကြီးရဲ့ power output ကိုပြေဝသုံးလို့ရတဲ့နေရာလည်းမရှိဘူးကျွန်တော်တကယ်လို့စီးချင်တယ်ဆိုလို့ရှိရင်ရန်ကုန်ကနေပြီးတော့တောင်ကြီးတို့ကလော်လို့သွားစီးမှာပဲရအဲ့ဘက် channel ကြောက်လည်းကျွန်တော်နေမြေမဟုတ်တော့ကျွန်တော်လည်းမစီးရဘူးကြောက်တယ်အဲ့တော့ကွင်းထဲသွားစီးမှာပဲရမှာဒါပေမဲ့ကျွန်တော်တို့ V2 ကတော့အဆင်ပြေအဲ့တော့ brother တို့ V2 ဝယ်မယ်ဆိုရင်တော့ recommend ပေးပါတယ်ဝယ်လို့ရပါတယ်အဲ့တော့အကုန်လုံးလည်းတူရှင်းလေးရှင်းသွားမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကိုဆိုင်လို့ခေါ်လို့ရပါတယ်အခုလိုသိချင်တဲ့မေးခွန်းလေးတွေအကုန်လုံးကိုလည်း comment မှာအမှန်သွားလို့ရတယ်တကယ်လို့ဆွေးနွေးချင်တာရှိရဆိုလို့ရှိရင်မှန်သွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်